ဒီနေ့ကျွန်တော်တို့ကတင်ပြပေးသွားတဲ့ project တွေကတော့အခြားသောရည်ရည်မှုတွေအကြောင်းပဲဖြစ်ပါတယ် project မှာပါဝင်ကူညီဆောင်ရွက်ပေးသွားမယ့်သူတွေကိုမိတ်ဆက်ပေးသွားပါမယ်ပါဝင်ကူညီဆောင်ရွက်ပေးသွားတဲ့သူတွေကတော့9004 9005 9006 9007 9026 9029 9031တို့ပဲဖြစ်ပါတယ်အခြားယဉ်ကျေးမှုများဆိုသည်မှာမိမိနိုင်ငံမိမိလူမျိုး၏ယဉ်ကျေးမှုမှုပဲအခြားနိုင်ငံများနှင့်လူမျိုးများ၏လူနေမှုပုံစံယုံကြည်ချက်များအလေးအကျင့်များဘာသာရေးနှင့်အနုပညာများကိုဆိုလိုပါသည်ဥပမာအားဖြင့်အနောက်တိုင်းယဉ်ကျေးမှုတွင်လွတ်လပ်စွာထင်မြင်ပြောဆိုခွင့်ကိုအရေးထားပြီးကိုယ်ပိုင်အချိန်နှင့်ကိုယ်ပိုင်သုံးဖြတ်ချက်များကိုအလေးထားကြပါသည်အခြေခံယဉ်ကျေးမှုများတွင်မိသားစုနှင့်လူမှုအဖွဲ့အစည်းကိုအရေးကြီးစွာထားရှိပြီးအကြီးအကဲများကိုလေးစားမှုရှိကြပါသည်ဂျပန်ယဉ်ကျေးမှုတွင်စီကတ်နှင့်တိကျတေချာမှုကိုအလွန်အရေးထားတဲ့ကဲ့သို့အိန္ဒိယယဉ်ကျေးမှုတွင်ဘာသာရေးနှင့်အလေးထားများသည်လူဘဝနှင့်နက်နက်ရှိုင်ရှိုင်ဆက်ဆက်နေပါသည်ထို့ကဲ့သို့အခြားယဉ်ကျေးမှုများကိုနားလည်လေးစားခြင်းဖြင့်လူမျိုးမတူသူများအကြားပုံမညီညွတ်စွာနေထိုင်နိုင်ပြီးကမ္ဘာကြီးအပေါ်အမြင်ကျေပြန့်လာစေပါသည်ရည်မှုအချို့ကိုဥပမာပြုရေးရှင်းပြရမည်ဆိုလျှင်လူဘဝဤရည်ကျင်းမှုဘာသာရေးရည်ကျင်းရည်နှင့်တွေးခေါ်မှုများကိုထင်ရပြသနေသည်ကိုတွေ့ရပါသည်နောက်တိုင်းရည်ကျင်းမှုတွင်ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်လူတအုပ်ချင်းစီ၏အခွင့်အရေးများကိုအလွန်ရေးထားကြပါသည်လူများသည်ကိုယ်ပိုင်ထင်မြင်ချက်ကိုလွတ်လပ်စွာဖော်ပြနိုင်ပြီးအလုပ်နှင့်အချိန်စီမံခန့်ခွဲမှုကိုတိကျသေးသာဆောင်ရွက်ကြသည်ထို့အပြင်ဒီမိုကရေစီရေးစနစ်ဥပဒေအလေးထားမှုနှင့်ဤပညာတိုးတက်မှုများကိုနောက်တိုင်းရည်ကျင်းမှု၏ရည်ကြီးသောအင်္ဂါရပ်များဖြစ်ပါသည်အရှိတိုင်းယဉ်ကျေးမှုတွင်မိသားစုနှင့်လူမှုအဖွဲ့အစည်းတို့ကိုအခြေခံအဖြစ်ထားရှိကြပါသည်အကြီးအကဲများကိုလေးစားခြင်းယဉ်ကျေးစွာပြုမှုဆက်ဆံခြင်းနှင့်ရိုးရာအလေးအကျင့်များကိုထိန်းသိမ်းလိုက်နာခြင်းတို့ကိုအရေးပါစေပါသည်တရုတ်ကိုရီးယားနှင့်မြန်မာတို့တွင်မိဘအားလေးစားမှုဘာသာတရားညီညွတ်မှုနှင့်စည်းလုံးညီညွတ်ခြင်းတို့ကိုအလွန်အရေးထားကြပါသည်ဂျပန်ယဉ်ကျေးမှုမှာစီကံတကြားရှိခြင်းအချိန်ကိုတိကျစွာလိုက်နာခြင်းနှင့်တာဝန်မှုမြတ်မာခြင်းတို့ဖြင့်ထင်ရှားပါသည်လူမှုဘဝတွင်အများကိုမတီးခိုင်းစေရန်တတိပြုမှုခြင်းတန်ရှင်းတည့်ရမှုကိုထိန်းသိမ်းခြင်းနှင့်အလုံးလုံးရာတွင်စေတနာပြည့်ဝမှုကိုအလေးထားကြပါသည်အိန္ဒိယယဉ်ကျေးမှုတွင်ဘာသာရေးယုံကြည်ချက်များနှင့်လေးထားများသည်လူဘဝနှင့်နှက်ဆိုင်ဆိုင်ဆက်ဆက်နေပါသည်အိန္ဒုဗုဒ္ဓနှင့်အစ္စလာမ်ဘာသာများ၏ဩဇာအောက်တွင်ပွဲတော်များအစားအသောက်နှင့်နေလူမှုပုံစံများကွဲပြားစွာဖွံ့ဖြိုးလာပါသည်မိသားစုဖွဲ့စည်းကိုအရေးထားပြီးအကြီးအကဲများ၏အမြင်ကိုလေးစားကြပါသည်အာဖရိကယဉ်ကျေးမှုအချို့တွင်လူဖွဲ့စည်းနှင့်မျိုးရိုးဆက်နွယ်မှုကိုအလွန်အရေးထားကြပါသည်ရိုးရာအကာတခြင်းနှင့်အခမ်းအနားများသည့်လူမှုဘဝ၏အဓိကအစိတ်အပိုင်းများဖြစ်ပြီးတဘာဝနှင့်ညီညွတ်စွာနေထိုင်ခြင်းအကြီးကျယ်အားဖြင့်အခြားရှိခြင်းမှုများသည့်နိုင်ငံလူမျိုးနှင့်တမိုင်းနောက်ခံများမတူညီမှုများကြောင့်လူနေမှုပုံစံယုံကြည်ချက်အလေးချိန်များမှာဝဲပြစွာဖွံ့ဖြိုးလာကြပါသည်ရည်ကြီးမှုတစ်ခုစီတွင်ကိုယ်ပိုင်တန်ဖိုးနှင့်ရေးပါမှုရှိပြီးလူဘဝကိုပုံမပြည့်စုံအောင်ကူညီပေးနိုင်ပါသည်ထို့ကြောင့်အခြားရည်ရှိမှုများကိုနားလည်လေးစားခြင်းသည်မိမိကိုယ်ကိုယ်သာမကလူမှုအတိုင်းဝိုင်းနှင့်ကမ္ဘာကြီးအတွက်ပါငြိမ်းချမ်းမှုညီညွတ်မှုနှင့်ပြန်လည်နားလည်မှုတို့တဲ့စီရန်ရေးကြီးဆုံးသောအခြားတစ်ချက်ဖြစ်သည်ဟုယူဆရပါမည်ဒီလိုမျိုးကျွန်တော်တို့ဖွဲ့ project ကို user site နားထောင်ကြည့်ရှုပေးကြတဲ့ဒီ channel တကယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်မှလည်းကျွန်တော်တို့ဒီထက်ကောင်းတဲ့ project တွေကိုတင်ဆက်ပေးဖို့တောင်းမှာပဲဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်